အကြောင်းရင်းမှသေချာတွေ့ပါလို့အာနာယူပြောဆိုကလေးကြသမျှကိုအဟုတ်မှတ်ထင်ငါနေတို့တွေကြဲချင်းဦးမဲ့တုံလို့ဒီကောင်းကြီးခုစေခဲ့ရာနေပေါင်းများစွာတို့နိုင်ငံလူသားအသက်တွေဆုံးရှုံးနေရတာတွေဖြစ်သေးလို့လားတွေးကြည့်ပါလားမောင်စစ်သားတို့ရေဒီရင်စစ်တွေမဆုံးနိုင်ရတော့အကြောင်းနေတွေးကြည့်ရင်လေဖေရှိသလေအာနာရှင်စနစ်ဆိုးကြောင့်ညီနောင်တွေအသက်တွေသတိကနေပေါင်းများစွာလက်နက်တွေကိုင်ဆွဲလို့သာတွေးခွဲနေရတာတွေစစ်ဘီစနစ်ဆိုးကြောင့်တွေးရင်ညီနောင်တို့မြင်အောင်ကြည်တယ်လေတဘာဝကပေးတရားစာတတွေများဒင်းတို့တွေကရှိတာယူသွားကြကုန်ရတာယူသွားကြကုန်ပြည်သူတွေများဘဝတဘာဝရဲ့ဒီဘေးဆိုခံစားခဲ့ရချိန်မှလေအဘတို့များဘဝစီစဉ်ရလို့ကောင်းတဲ့အချိန်မင်းညီအောင်ကြည်တယ်လေကိုအောက်ခြေကမင်းတို့တွေဘဝပဲလို့နေခြေရန်ထွက်လို့မိုင်းထိတဲ့အခါမှလေးခြေတော့ပြက်လာရင်နေအရက်တကားလဲလို့ဝမ်းစာရှာဖွေဘယ်ညာဆုံးဒီတိုင်းရောက်လဲဆောက်လဲရောက်နေမင်းတို့အဘတွေကပြန်ပြီးတော့လေပြန်ကြည့်သလားလေတွေ့ကြည့်ပါအောင်လေမတရားမှုတို့မြင်အောင်ကြည်သမ်းလေထစ်အမောင်စစ်သားတို့ရေကမ္ဘာနိုင်ငံကြီး